ချီပေါက်ထားတဲ့ချီလက်မှတ်လေးကိုစပယ်တောင်းဖျားမှာလာပြီးတော့ထုတ်တာပါပြီးရင်ဖျားကိုစပယ်ပန်းလေးကပ်ဖို့အတွက်စပယ်ပန်းလေးလေးလာပါရှင်ဒီလိုလာကြတော့ပြင်ထုတ်ပါမယ်withdraw လုပ်10 บาทนี่มั้ย80นี่มั้ยนี่อ่ะว้าเข้าปุ๋ยอ่ะชักปุ๋ยนั่งเบาเลยอ่ะเสร็จเนาะเรียนดีเลยก่อนရပါပြီဒီလိုက်တဲ့အတွက်20ကျန်ပါတယ်200တိုင်းချက်ပါလိမ့်ရှင်ပတ်စံဒီအောင်ပုတ်လို့ရဖို့ပါမယ်ရှင်အားလုံးပဲလက်ခဲ့ကြပါလို့ရှင်ဟုတ်ကဲ့ပေးတဲ့ဟာလေးရအသေးလေးပေါ့နော်ဘောက်ကိုပွဲလာတော့ပြန်ထည့်လို့ရပါတယ်ပြီးသွားပြီဆိုတော့ကပ်ပါမယ်โอเคအဲ့တော့ wise လို့ရှိရင်တော့ကျွန်တော်ဒီမှာပါပြီးတက်လို့ရပါတယ်အားလုံးပဲလောက်ပါပဲဒါဘလော့လေးကိုစောင့်ထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ဘလော့လေးမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်အားလုံးပဲ bye bye